ဒီနေ့ကျွန်တော် live motion happy mode လေးပေါ့နော် happy mode ဆိုတော့အခြား mode တွေနဲ့တော့မတူအဲ့ဒါတော့အတက်နိုင်ဆုံးကျင်းတယ်သူကဒီကျွန်တော်ခုတင်နန်းသားလူကြီးကျွန်တော်900ကျော်မှာကျွန်တော်100ကျော်လာကျွန်တော်ချပေးခဲ့တယ်100ကျော်မှာ3ယောက်ထဲပဲသူတို့တောင်းမရတာနော်အဲ့ဒါကြောင့် sleep bag လို့ပဲဖုန်းနဲ့အဲ့ဒါလေးဖြစ်နေတဲ့အနေထားမျိုးလောက်ပဲကျွန်တော်လူ100မှာ3ယောက်ပဲကျွန်တော်အဲ့ဒါလေးတွေ့ခဲ့တယ်ပေါ့နော်3ယောက်ပဲတွေ့ခဲ့ဆိုတော့ဗလားတော့စဉ်းစားကြည့်100ခိုင်နှုန်းမှာဒါ10ရာခိုင်နှုန်းလောက်ပဲအဲ့ဒါပါတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကြည့်နေတဲ့အချိန်မှာဗလားတော့နေနဲ့ဒီအောက်တိုဘာ1ရက်နေ့စပြီးကျွန်တော်ဒီဗီဒီယိုလေးတင်ထားဆိုတော့ကြာသွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်အဲ့ဒါလေးပါရင်ပါလာလိမ့်မယ်လူတောင်းတာများသွားရင်နောက်ကလူတွေအဲ့ဒါပါမယ်ရှေ့ကလူတွေကတော့တောင်းရတာအဆင်ပြေလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်ရှိမှာဒီဘာရှင်းလေးကကျွန်တော်တင်နန်းသားလူကြီး900ကျော်ရှိမှ100ကျော်တော့လာတောင်းပါတယ်အဲ့100မှကျွန်တော်3ယောက်4ယောက်ပဲကျွန်တော်အဲ့ဒါလေးတက်သွားတာလေးပဲကျွန်တော်တွေ့ရသေးတယ်လက်ရှိအရှိကလူ90ကျော်100နီးပါးလူလုံးဝနိုးရတာပဲတောင်းရတာအဆင်ပြေတယ်လုံးဝအဆင်ပြေဆိုပြီးတော့သူတို့တငယ်ချင်းတွေလည်းဒါမျှဝေတုံးတယ်လုံးဝအဆင်ပြေလို့ပြောတယ်ပေါ့နော်အဲ့ဒါကင်းတယ်လို့ပြောလိုက်ရဆိုတော့ဗလားလောင်းနေတဲ့ဒါလေးကိုဘယ်လိုတောင်းမလဲဆိုတော့ကျွန်တော်ဒီမှာဒီဗီဒီယိုလေးနဲ့ကျွန်တော်ရှင်းပြပေးလိုက်မယ်နော်အစားဆုံးလေး okay ဆိုတော့ဒီမရောင်းတဲ့ဒါဗလားတို့တငယ်ချင်းတွေဖြစ်ပြီးဒီဟာလေးကို share လုပ်လိုက်ပါနော်ကျွန်တော် share လေးလည်းပိတ်မထားပါဘူးကျွန်တော်ဖွင့်ပေးထားပါတယ်ဆိုတော့စရကြမယ်နော်တချို့ခါကြကျွန်တော်ဒါ share လေးပိတ်တာဆိုတာကတချို့နေရာတွေမှာဆို copy ယူပြီးတော့ပြန်တင်တဲ့လူတွေရှိရကြမှာเนาะကျွန်တော်တို့ဒီမှာဆိုရင်ဒါ Chrome အားရှာလို့မရှိပါဘူးเนาะကျွန်တော်တို့ဒီမှာဆိုရင်ဒါတချို့နေရာမှာဆိုကျွန်တော်တို့ကွန်ပျူတာတွေကဒီ tablet တွေကစတဆင်းရနေကျွန်တော်တို့ဒီမှာ forward လုပ်ပြီးကျွန်တော်တို့အသုံးပြုပြီးတင်ပေးရတာဖြစ်တဲ့ကြောင့်မလို့ဒါဗလားလုံးအနေနဲ့ဒီ mode တွေမှာသွားရှာတော့မရှိပါဘူးเนาะဒီကောင်နဲ့ကျွန်တော်တို့ဒီမှာအတန် version တွေထွက်တယ်ကြောင့်မလို့ကျွန်တော်ဒါလေးကိုအဆင်ပြေလို့တောင်းပြမယ်เนาะ okay ဆိုတော့ကျွန်တော်ဒါလေးကိုတောင်းပြီးသားဖြစ်တဲ့ကြောင့်မလို့တစ်ဆင့်ပြန်လဲတောင်းပေးမယ်ဆိုတော့ဒီကောင်လေးတွေကိုကျွန်တော်ဗလားလုံးနဲ့ link လေးတွေကိုဗလားလုံးနှိပ်လိုက်ပြီဆိုပါဆိုเนาะ link လေးတွေကိုဒါပဲခုကျွန်တော်ဒါချပေးတဲ့ link လေးဗလားလုံးနဲ့နှိပ်လိုက်မယ်ဆိုပါဆိုနှိပ်လိုက်မယ်เนาะနှိပ်ပြီးတော့ဗလားလုံးနဲ့ VPN လေးတော့ခံဖို့လိုရယ်เนาะ VPN မခံလို့ဗလားလုံးနဲ့ဘလို့မှ download မရမှာမဟုတ်ပါဘူးเนาะ okay ဆိုတော့ဗလားလုံးနေနဲ့ဒီလူတွေထက်ဝင်လိုက်ပြီဆိုရင် happy mode ဆိုတဲ့ဒီမှာ emoji လေးကရင်တွေ့ရလိမ့်မယ်အောက်လေးနည်းနည်းဆွဲလိုက်ရင် download now ဆိုတာလေးနှိပ်လိုက်ရင် okay ထွေတူးတူး down ရှာစရာမလိုဘူးဗလားသားတွေเนาะဒါလေးကတော့အစင်သစ်တန့်ထောင်အောင်ပဲเนาะဗလားသားအစင်သစ် sorry ကျွန်တော်ဘတ်တော့မြူပါအစင်သစ်တန့်ထောင်ပဲဗလားသားတွေเนาะ okay ဆိုတော့ download now လို့တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဗလားသားနေနဲ့တန့်ပြီးတော့ down အောင်ပဲဘာရှင်းရွေးရမလို့သူကလုံးဝ happy mode ဆိုတဲ့အတိုင်းတချို့ဖုန်းတွေကဒါဘာရှင်းရွေးတယ်တချို့ကတော့မရွေးပေါ့နော်တချို့တင်နန်းသားတွေကတော့ဒါဘာရှင်းဓာတ်လိုက်ကြီးသူတို့အနေနဲ့ချပြီးတော့ down ရတာလုံးဝအဆင်ပြေလို့ပြောနော် okay ဆိုတော့ download ဆိုတာလေးနှိပ်လိုက်ပြီဆိုရင် browser အနေနဲ့ဒီမှာမျှလေးတစ်ချက်ထပ်နှိပ်လိုက်မယ်ဆိုရင် download လေးကစပါ browser တွေနော် okay ဆိုတော့ဒီမှာ download လေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာ download လေးတစ်ချက်ထပ်နှိပ်လိုက်မယ်နော် okay ဆိုတော့ဒီမှာ download လေးရပါပြီအခုဒီမှာဒါလေးကို100အထိပြည့်ပြီးစောင့်မယ်ဆို browser တွေနဲ့ဒါရတာမှဖြစ်တယ်ပေါ့နော် okay ဆိုတော့ဒီမှာကျွန်တော်ရသွားပြီပေါ့နော်ဒီမှာဒါလေးပြည့်သွားတွေ့လား okay ဆိုတော့ပြည့်သွားတဲ့ browser အနေနဲ့ဒီမှာကျွန်တော်ဒါ happy mode လေးကျွန်တော်ရရှိသွားပါပြီနော် okay ဆိုတော့ line ကောက်ရင်တော့မြန်မှာပေါ့နော် line မကောက်ရင်တော့ကြာမှာ browser တွေနော်ဆိုတော့ကျွန်တော်ဒီမှာလက်ရှိ version မဖြတ်သေးရကြဘူးကျွန်တော် happy mode ကမပေါ်လာနော်ဒါ browser အနေနဲ့ဒါလက်ရှိ version လေးဖြတ်ပြီးမှ down ရမှာပါနော်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးသားပါနော်လက်ရှိ version လေးကိုဒါလေးကို delete လုပ်ပြီးဖြတ်လိုက်ပါကျွန်တော်ဒါ error မပါဘူး error မပါတာမို့ကျွန်တော်မဖြတ်တော့ဘူးပေါ့နော် browser တွေ error မပါကြဘူးလို့ကျွန်တော်မဖြတ်တော့ဘူးဆိုတော့ browser နဲ့အဲ့လိုမျိုးလေး down ပြီးကျွန်တော်ဒါလေးကလုံးဝ